အမျိုးသားကလူတွေရှိမှတင်ဒေါ်လာတန်းချီတန်းတဲ့စိန်ခံကားတစ်စီးလုံးကိုပတ်ချစ်ပစ်လိုက်ပါတယ်ပြီးတော့ဝန်ထမ်းတွေမတားနိုင်ခင်မှာပဲတူးနဲ့ထုပြီးမှန်တွေကိုပါထုခွဲပစ်လိုက်ပါတယ်အမျိုးသားကသူ့ရင်ထဲမှာပိတ်လောင်နေတဲ့ဒေါသတွေကိုလုံးဝမထိန်ချုပ်နိုင်တော့ပါဘူးအဲ့ဒီနောက်ဆိုဖာပေါ်မှာအေးဆေးဆေးထိုင်ကဘန်ကတ်ကိုထုတ်ပြပြီးဒီဆိုင်ကစိန်ခံကားတွေအကုန်လုံးကိုဝင်မယ်လို့ပြောလိုက်ပါတယ်သူကအောက်ခြေလူလန်းစားဒရိုင်ဘာတယောက်အနေနဲ့ဒီလောက်အားရကျေနပ်စရာကောင်းတဲ့ခံစားချက်မျိုးတစ်ခါမှမရဘူးခဲ့ပါဘူးတကယ်တော့လွန်ခဲ့တဲ့မိနစ်ပိုင်းကပဲအမျိုးသားကတထေးသားကိုဟိုတယ်တစ်ခုရှိမှချပေးခဲ့ပြီးအပြန်မှာသူ့ရီးစားကဖျို့ဖျဲဖြစ်နေတဲ့ပုံစံနဲ့အဲ့ဒီကားထဲမှာရှိနေတာကိုတွေးလိုက်ရလို့သူအရန်တုန်လှုပ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာသူ့ရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားတယ်လို့ခံစားလိုက်ရပြီးအမျိုးသားကဒေါသတကြီးနဲ့သူမကိုမေးခွန်းထုတ်ဖို့လုပ်ပေမဲ့တထေးသားကသူ့ကိုတားဆီးခဲ့ပါတယ်ပိုပြီးယုံစရာကောင်းတာကရီးစားဖြစ်သူကအရှက်မရှိတဲ့အပြင်စီးစိမ်ဥစ္စာနဲ့အဆင့်တန်းကိုမှတ်ပြီးအမျိုးသားကိုအဲ့ဒီနေရာမှာတင်လမ်းခွဲစကားပြောခဲ့ပါတယ်တထေးသားကသူ့ရီးစားကိုအရှက်ခွဲနေတာကိုတောင်သူမကခွင့်ပြုခဲ့ပါသေးတယ်အမျိုးသားမှလည်းဒရိုင်ဘာတယောက်အနေနဲ့တထေးသားကိုပြန်အန်တူဖို့ဘာတတိမှမရှိခဲ့ပါဘူးသူတို့နှစ်ယောက်စိန်ခံကားကြီးနဲ့ထွက်သွားတာကိုကြည့်ပြီးအမျိုးသားကကောင်းကင်ကြီးကိုမော့ကြည့်ကအားကိုးရမယ်စွာအော်ဟစ်ပစ်လိုက်ပါတယ်ဒါပေမဲ့ပိုပြီးနာကျင်စရာကောင်းတာကကားတစ်စီးကသူ့ကိုဝင်တိုက်ပြီးမြေပြင်ပေါ်လဲကျသွားတာပါပဲကားမောင်းတဲ့အမျိုးသမီးကထိတ်လန့်နေတော့မှပဲအမျိုးသားကရုတ်တရက်ထထိုင်လိုက်ပါတယ်အဲ့ဒီအချိန်မှာသူ့ရဲ့စိတ်ထဲမှာအတန်တခုကြားလိုက်ရပါတယ်အဲ့ဒါကတော့တထေးကြီးစနစ်ကိုစတင်လိုက်ပါပြီဆိုတာပါပဲဒီကက်နဲ့အမျိုးသမီးတယောက်ပေါ်ပတ်စံသုံးလိုက်တိုင်းအမျိုးသားကသုံးလိုက်တဲ့ပတ်စံရဲ့အစပေါင်း100ကိုပြန်ရရှိမှာဖြစ်ပါတယ်ဒါဟာအစစ်အမှန်ဟုတ်မဟုတ်စမ်းသပ်ဖို့အတွက်အဲ့ဒီကားမောင်းတဲ့အမျိုးသမီးစီကိုဒေါ်လာ9000ချက်ချင်းလွှဲကြည့်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲသူ့စီကိုဒေါ်လာ9တန်းတကယ်ရောက်ရှိလာခဲ့ပါတယ်အမျိုးသားကသူ့ရဲ့တနာစရာကံကြမ္မာကိုပြောင်းလဲဖို့အခွင့်အရေးရပြီဆိုတာသိလိုက်ပြီးသူ့ကိုကံကောင်းခြင်းတွေယူဆောင်လာပေးတဲ့အတွက်ဒီအမျိုးသမီးကိုပိုပြီးဈေးကြီးတဲ့ကားတစ်စီးလက်ဆောင်ပေးဖို့သူဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့စိန်ခံကားရှိုးရုံးကိုရောက်တဲ့အခါအယောင်ဝန်ထမ်းတွေကအမျိုးသားရဲ့နေပါတဲ့အလုပ်သမားဝတ်စုံကိုမြင်ပြီးဝန်ဆောင်မှုပေးဖို့ညှင်းဆိုရုံတင်မကပဲသူ့ကိုကားမပြောနဲ့စိုက်ကားကိုတောင်ဝယ်နိုင်မှာမဟုတ်ဘူးလို့ဝိုင်းပြီးလှောင်ပြောင်ကြပါတယ်အမျိုးသားကသူ့ရဲ့ဘဏ်အကောင့်ထဲကပတ်စံတွေကိုထုတ်ပြလိုက်တဲ့အခါမှာတော့မိန်းကလေးအယောင်ဝန်ထမ်းတွေကသူတို့ရဲ့အမှုအရာကိုချက်ချင်းပြောင်းလဲလိုက်ကြပါတယ်အမျိုးသားကပတ်စံပိုရအောင်ဆိုပြီးအဲ့ဒီမိန်းကလေးဝန်ထမ်းတိုင်းအတွက်စိန်ခံကားတစ်စီးစီဝယ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အမျိုးသားဝယ်ယူခွင့်စာချုပ်တွေမှာလက်မှတ်ထိုးနေတော့သူ့ရဲ့ရီးစားဟောင်းနဲ့တထေးသားကရောက်လာပါတယ်ရီးစားဟောင်းကသူ့ကိုရှင်ကဒီလိုနေရာကကားတွေကိုဘယ်တော့မှဝယ်နိုင်မှာမဟုတ်ဘူးလို့လူကြားတဲ့အဆက်ခွဲပါတယ်အမျိုးသားလည်းဘာမှပြန်မရှင်းပြတော့ပဲသူကိုယူပြီးဒေါ်လာတန်းချီတန်တဲ့စိန်ခံကားကိုထပ်ပြီးရိုက်ခွဲပြလိုက်ပါတယ်ရီးစားဟောင်းနဲ့တခြားလူတွေအံ့ဩတုန်လှုပ်နေတော့မှသူကကားစီး20ထပ်ဝယ်ပြီးဒီကမိန်းကလေးဝန်ထမ်းအားလုံးကိုလက်ဆောင်ပေးမယ်လို့ကြေညာလိုက်ပါတယ်သူ့ရဲ့ငွေကြေးပါဝါကိုမြင်သွားပြီးနောက်ရီးစားဟောင်းကအမျိုးသားကိုအမြဲနှိမ့်ချခဲ့တဲ့တထေးသားကိုစွန့်ခွာပြီးသူ့စီပြန်လာဖို့ကြိုးစားပါတယ်ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီဘာလို့လဲဆိုတော့မိန်းကလေးဝန်ထမ်းတွေအားလုံးကသူ့ကိုဝိုင်းအောင်ပြီးသူတို့ကိုလက်ထပ်ပါလို့တောင်းဆိုနေကြလို့ပါပဲ